Hello အားလုံးမင်္ဂလာပါကျွန်တော်တူးနေပတ်စံညာဗီဒီယိုတစ်ခုခါမှာကျွန်တော်ဒီနေ့အခုပြောရမယ့်အချက်ကတင်းတော်နေမှာအလဲ9တုံညတဲဖြစ်ထားရပါတော့အဲ့ဒီမူကိုဆက်ပြောမယ်ပေါ့နော်အဲ့ဒီမူကကျွန်တော်တို့ဖြစ်ဖြစ်ချင်းဒီတင်းတော်နေပြီးတော့ကျွန်တော်ဒီမူကိုတင်တယ်ပေါ့နော် YouTube မှာ Telegram မှာတင်တယ်အဲ့ဒါဘာလဲဆိုတော့ Combine နဲ့ Combine ရယ်ပြီးရင်126ခွန်ခွေပေါ့နော်တင်ထားရဒီပုံလေးပဲဆိုတော့အဲ့ဒါဟိုမှာနောက်တစ်ပတ်အတွက်ပုံတော့မလုပ်ရသေးဘူးအဲ့ဒါအခုဒီမှာတခါလေမလုတ်ခင်ပုံမလုတ်ခင်ဒီမှာတခါရဲ့အရင်ရှင်းပြလိုက်ပြီးအရင်တင်ပေးလိုက်တယ်ပေါ့နော်အဲ့ဒါကအရှိဗီဒီယိုမှာကျွန်တော်တင်ထားရပါတော့4244ဆိုတဲ့ဒီတင်းတာတနေကုန်ကနန်း3လုံးတူခွပါပေါ့နော်ကနန်း3လုံးတူတဲ့3လုံးတူတဲ့ကနန်းကဒီမတူတဲ့ကနန်းကိုခွထားပါအဲ့ဒီဗီဒီယိုတင်ထားအဲ့ဗီဒီယိုမှာပါတဲ့ break အဲ့မှာတစုံဒီမှာအဲ့ break တွေကတစ်လုံးနဲ့ break တစ်လုံးနဲ့လိုက်ချင်တယ်ဆိုရင်ကျွန်တော်ပြောရနော်ဒီအခုလာမယ့် break တစ်လုံးနဲ့လိုက်ချင်တယ်ဆိုရင်အဆုံးထိကြီးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒါတင်းတာနေအလဲ9တုံညာဖြစ်တဲ့ဟာမှာဒါပထမတစ်ပိုင်းပြီးသွားပြီဒါနောက်တစ်ပတ်အတွက်ပေါ့နော်ဒုတိယတစ်ပိုင်းဒါသူ့အဲ့ဖြစ်စဉ်ပြီးရောအဲ့တစ်ပတ်မှာလည်းလာတဲ့ခဏင်းလေလာဝိုက်ဆိုတော့ဒီမူ73လို့ရတယ်ပေါ့နော်ဒါဒုတိယတစ်ပိုင်းနောက်တစ်ပတ်အတွက်အဲ့ဒါဘာလဲဆို9 break ဒီမှာဆိုရင်2ခွန်9 break 4 5 9 break 2ခွန်9 break 6 3 9 break ဒီမှာဆိုရင်4 5 9 break 4 5 9 break เนาะအဲ့ဆိုရင်4 5 2ခွန်6 3ဒီ3ခွက်ပဲပတ်ဆင်းထားတယ်အဲ့ဒီထဲမှာ9 break တစ်လုံးနဲ့ဆော့လို့ရတယ်ပေါ့နော်အဲ့ဒါဟိုမှာဒါတင်ခွက်ဒီ4 5ရယ်2ခွန်ရယ်6 3ရယ်ပေါ့နော်အဲစိတ်ချချိန်တော့ဟိုဘက်အရှိဗီဒီယိုကိုတွားကြည့်အဲ့မှာတွားကြည့်ပေါ့နော်အဲ့မှာကျွန်တော်တင်ထားတဲ့ break တစ်စုံเนาะအဲ့ဒါတော့4 break အဲ့ဒါဆော့လို့ရတယ်အဲ့ဒါဟိုမှာ4 break ရန်ရော9 break ကိုတင်ဆော့မယ်ဆိုရင်ဒါအများကြီးရနိုင်တယ်ပေါ့နော်ဒါကျွန်တော်ထင်တာတော့တခြားချက်တွေရောအဲ့ဗီဒီယိုမှာဆိုအရှိကြီးပြီးပြောထားရပါတော့၄ခု break ထောက်ချက်တွေအဲ့တိုင်းဆိုရင်ကျွန်တော်ထင်တာဟူးမကြော်ဘူးเนาะဟူးမကြော်ဘူး